ရှေးခါကကပိလောပြည်၌ဘုရင်ကြီးတုတ်တော်သနာနှင့်မိဖုရားကြီးမာယာဒေဝီတို့ရှိခဲ့ကြသည်တနေ့တနိုင်မိဖုရားကြီးအိတ်သောအခါစင်ပြူတော်လေးကမိဖုရားကြီး၏ဝမ်းပိုက်ထဲသို့ဝင်သွားသည်ဟုအိမ်မက်မြင်မှတ်ခဲ့တယ်အိမ်မက်မှတ်ပြီး10 လကြာသောအခါအလွန်လှပတဲ့အင်ကြီးဥယျာဉ်တစ်ခုသို့ရောက်ရှိလာခဲ့ကြတယ်ထို့နောက်မိဖုရားကြီးသည်အင်ကြီးကိုကန်၍ဘုရားလောင်းတော်လေးအားဖွားမြင်တော်မူသည်